မင်္ဂလာပါရှင် FAI News ကနေကြိုဆိုလိုက်ပါတယ်။အခုတစ်ခါမှာတော့ FAI Education Consulting and Visa Service ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ FAI ဆိုရင်အာရှနဲ့ဥရောပနိုင်ငံတွေမှာတက်ရောက်ပညာသင်ကြားလိုတဲ့ကျောင်းသူကျောင်းသားတွေအတွက်အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ Study Abroad Company တစ်ခုပဲဖြစ်ပါတယ်ရှင်။ရခိုင်က FAI ကနေကျောင်းလျှောက်ပေးနေတဲ့အရှနိုင်ငံတွေထဲမှာထိုင်း၊စင်ကာပူ၊မလေးရှား၊ဗီယက်နမ်စတဲ့နိုင်ငံတွေပါဝင်ခဲ့ပေမဲ့အခုနောက်ပိုင်းမှာတော့ကျောင်းသူကျောင်းသားတွေကြားထဲမှာရေပန်းအစားဆုံးနိုင်ငံတွေဖြစ်တဲ့ဂျပန်နဲ့ကိုရီးယားနိုင်ငံတွေကတက္ကသိုလ်တွေကိုပါတရားဝင်စတင်လျှောက်ထားပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဤပညာမြင့်မားပြီးယဉ်ကျေးမှုထွန်းကားတဲ့ဂျပန်နဲ့ကိုရီးယားနိုင်ငံတွေမှာပညာသင်ယူခြင်းတဲ့ကလေးတွေအတွက်တော့ရည်ချက်စရာအခွင့်အလမ်းသစ်တွေပုံမပွင့်လန်းလာပြီလို့ဆိုရမှာပါ။ရှောက်ထားနိုင်မဲ့ကျောင်းတွေအကြောင်းအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ online ကနေလည်းအခမဲ့ consultation ယူလို့ရသလို FAI Head Office ကိုယ်တိုင်လာရောက်စုံစမ်းမယ်ဆိုရင်တော့တရက်လောက်ကြိုပြီးဖုန်းဆက်ပေးဖို့လိုအပ်ပါတယ်ရှင်။ဒီနေ့ရဲ့သတင်းတင်ဆက်မှုလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်း FAI ရဲ့နောက်ဆုံးရသတင်းတွေကိုအလင်းသင့်တယ်လို့ဆက်လက်တင်ဆက်ပေးသွားပါဦးမယ်။အားလုံးပဲကျမ်းမာရှင်လန်းပြီးတာယာတဲ့နေ့လေးပိုင်ဆိုင်နိုင်ကြပါစေရှင်။